အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပတ်စံဆိုတာဘာလဲပတ်စံဆိုတဲ့အရာကိုဘယ်သူတွေကသတ်မှတ်ပေးခဲ့တာလဲပတ်စံဆိုတဲ့အရာတွေရဖို့ကျွန်တော်တို့ဟာတဏီကုံတဏီကဘာလို့အလုံးလုံးနေရတာလဲဘယ်သူတွေကသတ်မှတ်ခဲ့တာလဲဆိုတဲ့အကြောင်းကိုသိဖို့ကျွန်တော်မျှဝေပြရခြင်းဖြစ်ပါတယ်ပတ်စံဆိုတာကျွန်တော်တို့ဘိုးဘွားပြည်ပင်လက်ထက်တွေတော့မရှိသေးပါဘူးပတ်စံမရှိသေးတဲ့အတွက်ကြောင့်မလို့ကွန်ပျူတာချင်းဖလှယ်စနစ်ကိုသုံးကြပါတယ်ကွန်ပျူတာချင်းဖလှယ်တဲ့စနစ်ဆိုတာဘယ်လိုအရာမျိုးလဲဆိုတော့ကျွန်တော်မှစံရှိတယ်ထားလိုက်လူကြီးမင်းမှစီရှိတယ်ပေါ့ကျွန်တော်ကလူကြီးမင်းရှိတာစီကိုလိုချင်ကျွန်တော်ရှိမှရှိတဲ့စံကိုပေးရပါမယ်အဲ့လိုပုံစံမျိုးနဲ့လူတွေဟာလေပက်လာခဲ့ကြတယ်အစာပိုင်းမှာအဆင်ပြေပေမဲ့နောက်ပိုင်းကျတော့ဘယ်လိုပြဿနာတွေဖြစ်လာလဲဆိုတော့ကွန်ပျူတာကြီးကကြာရှည်မခံတဲ့ပြဿနာတွေဖြစ်လာပါတယ်သူတို့ကကြာရှည်မခံတဲ့အတွက်ကြောင့်ရေရှည်လဲလှယ်လုပ်ဖို့အတွက်အဆင်မပြေခဲ့ပါဘူးအဲဒါကြောင့်သူတို့ရေရှည်လဲလှယ်လုပ်ဖို့အဆင်ပြေမဲ့အရာတစ်ခုကိုသတ်မှတ်ခဲ့ကြပါတယ်အဲ့ဒါကတော့အားလုံးသိကြတဲ့ရွှေပဲဖြစ်ပါတယ်လူတွေဟာရွှေကိုစတင်သတ်မှတ်လာကြတယ်ကွန်ပျူတာကြီးတစ်ခုရဲ့တန်ဖိုးကိုရွှေဘလောက်နဲ့လဲလို့ရတယ်အဲ့လိုပုံစံမျိုးနဲ့လောက်လာခဲ့ကြတယ်သူလည်းအစာပိုင်းမှာအဆင်ပြေခဲ့ပေမဲ့နောက်ပိုင်းကျတော့ရွှေကိုအမြောင်များပယ်ရတာလမ်းသွားရတာအဆင်မပြေဖြစ်လာခဲ့တယ်တခိုးဓမြရန်တွေကြောက်လာရတယ်ပေါ့အဲ့လိုတခိုးဓမြရန်တွေကြောက်လာရတဲ့အတွက်ကြောင့်မလို့လူတွေဟာရွှေတွေကိုတည်ယူသွားလာဖို့အဆင်မပြေဖြစ်ခဲ့ပါတယ်ထိုအချိန်မှာဗပဲဆရာတွေစူးစီးပြီးတော့အဖွဲ့အစည်းတစ်ခုတည်ထောင်ခဲ့ပါတယ်အဲ့အဖွဲ့အစည်းကတော့မင်းတို့ရွှေတွေကိုငါ့ကိုယုံကြည်စွာလာပြီးအနံ့ထားငါမင်းတို့ရွှေဘလောက်အထားကြောင်းဂတိကဝတ်စာရွက်ထုတ်ပေးမယ်လို့ကြေညာခဲ့ပါတယ်လူတွေဟာလည်းယုံကြည်ပြီးရွှေတွေလာရောက်အနှံ့ကြပြီးတော့သူတို့ကလည်းသူတို့ပြောထားတဲ့အတိုင်းပြည်စာစာရွက်ကိုထုတ်ပေးခဲ့ပါတယ်အဲ့ဒီပြည်စာစာရွက်ကကမ္ဘာပထမဦးဆုံးပတ်စံဖြစ်လာခဲ့ပြီးတော့အဲ့အဖွဲ့အစည်းဟာကမ္ဘာပထမဦးဆုံးဘဏ်ဖြစ်လာခဲ့ပါတယ်ကျွန်တော် channel လေးကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးလည်းလုပ်သွားပေးဖို့တောင်းဆိုပါသေးဗျာ